မင်္ဂလာပါဦးရဲ့ကားရောင်းဝယ်ရေးကကြိုဆိုပါရစေကားလေးတွေကလိုင်းမမရောက်ပဲစိုးရောက်တာများနေတော့ဦးရဲ့လိုင်းမကားလေးတွေရောက်ရင်ထပ်ပြီးတော့တင်ပေးပါအောင်ဆိုတဲ့သူတွေအတွက်ညီမကမော်ဒယ်မြင့်ကားရှည်လေးရောက်ထားတဲ့အတွက်ကြောင့်မလို့အခုဒီကားလေးကိုလိုင်းမတင်ပေးလိုက်တာဖြစ်ပါတယ်ဆိုတော့ဒီကားလေးကတော့ Suzuki လေးကိုမှမော်ဒယ်က2008မော်ဒယ် AC Power Zone 4-wheel pattern နဲ့ကိုမှရန်ကုန်လိုင်စင်နဲ့ကားလေးဖြစ်ပါတယ်လိုင်စင်တန်းရဆိုလို့ရှိရင်လည်းဒီကားလေးကလိုင်စင်2026 10လပိုင်းထိလိုင်စင်တန်းကျန်ပါသေးတယ်မော်ဒယ်မြင့်နဲ့ထဲရကြိုက်ပါတယ်ဆိုတဲ့သူတွေအတွက်ဒီကားလေးဆိုလို့ရှိရင်ကားနဲ့ပတ်သက်ပြီးအတိုက်ခိုက်ရှင်းနဲ့ဆေးလေးချောတယ်ကားလေးဘာမှပြန်လှုပ်ဆရာမလို့ပေါ့နော်တခါလေးလက်တင်သုံးပြလို့ရမယ့်ကားလေးဖြစ်ပါတယ်ဆိုတော့ညီမဒီကားလေးကိုတီချာလေးလိုက်ပြပေးမယ်ဆိုတော့ကျတော့ကားနဲ့ပတ်သက်ပြီးအတိုက်ခိုက်ရှိမှာဆားပဲစားတဲ့အရှုပ်ရှင်းရှိမှာတော့လုံးဝစိတ်ပူစရာမလိုတဲ့ကားလေးတစ်စီးဖြစ်ပါတယ်နော်ကားလေးဆေးချောတယ်ဆေးလေးတစ်စီးလုံးပြန်လှုပ်ဆရာမလို့ပေါ့နော်ဆိုတော့ဒီကားလေးကိုညီမအရှိဘောနက်လေးကိုအရင်ခွာပြပေးမယ်ဆိုတော့ဒီအရှိမှဆိုလို့ရှိရင်ကြည့်လို့ရတယ်ဒီမှာဆိုရင်ဒါ original ချိတ်လေးတွေဒီအပေါင်းလက္ခဏာလေးတွေဆိုရင်ဒါကားနဲ့ပတ်သက်ပြီးအတိုက်ခိုက်ရှိတယ်ဒီလိုနေရာတွေတိုက်ထားတယ်ဆိုလို့ရှိရင်ဒီအပေါင်းချိတ်လေးတွေကတွန့်နေတာလေးတွေရှိမယ်ပေါ့နော်ဒီမှာတော့ဒီအပေါင်းချိတ်ကလုံးဝရှင်းတယ်ဒီမှာဆိုလို့ရှိရင်သူ့ရဲ့ original found line လေးတွေ original ချိတ်လေးတွေဆိုရင်ဒါသူ့မှာမြင်နေရတယ်ပေါ့နော်ဆိုတော့ကားနဲ့ပတ်သက်ပြီးအတိုက်ခိုက်ရှိမှလုံးဝစိတ်ပူစရာမလိုတဲ့ကားလေးဖြစ်ပါတယ်ဆိုတော့ဒီဘက်ကလေးညီမပြပေးပါမယ်ရှင်ဒီဘက်မှာဆိုလို့ရှိရင်လည်းကြည့်လို့ရပါတယ်ဒီမှာဒီမှာဆိုလို့ရှိရင်ဒါ original ချိတ်လေးတွေ original found line လေးတွေဒီမှာဆိုရှင်ဒီဘက်အပေါင်းချိတ်လေးတွေဆိုလို့ရှိရင်လည်းလှပါတယ်เนาะကားနဲ့ပတ်သက်ပြီးဒီကားလေးဆိုအတိုက်ခိုက်ရှင်းတယ်เนาะစစ်ပြန်လှုပ်ဆရာလည်းမလိုဘူးဘာမှထပ်ပြီးတော့လှုပ်ဆရာမလိုဘဲနဲ့လက်တင်သုံးပြလို့ရမယ့်ကားလေးဖြစ်ပါတယ်ဆိုတော့ဒါညီမအရှိဘောနက်လေးကိုပြပေးတာဆိုတော့ဒီကားလေးကိုတော့ညီမတို့အတွင်းကန်းလေးကိုလိုက်ကြည့်မယ်နော်ကဲအတွင်းကန်းထဲမှာဆိုလို့ရှိရင်လည်းဒီကားလေးကိုညီမတေချာလေးပြပေးပါမယ်ကဲအတွင်းကန်းထဲမှာတော့ဒီကားလေးကနော် AC Power အစုံ 4-wheel pattern နဲ့လာတဲ့ကားလေးဖြစ်ပါတယ်ပြပေးမယ်ဒီ 4-wheel pattern လေးကဒါကိုကပေါ့နော် 2-wheel နဲ့ပဲမောင်းနေတယ်ကို 4-wheel သုံးဖို့လိုလာတယ်ဆိုရင် 4-wheel ကိုချိန်ပြီးတော့သုံးလို့ရတယ် 4-wheel သုံးကြမယ်ကို 2-wheel နဲ့ပဲမောင်းမယ်ဆိုရင် 2-wheel နဲ့ပဲလိုသလိုသုံးပြီးတော့မောင်းလို့ရမယ့်ကားလေးဖြစ်ပါတယ်ရှင်ဆိုတော့ကားလေးတော့ဒါအတွင်းကန်းထဲမှာဆိုလို့ရှိရင်လုံးဝတက်ရှင်းတက်ရဲလေးရှိရဲကားနဲ့ပတ်သက်ပြီးတော့ဒီမှာလိုအပ်ချက်မရှိအောင်တေချာအသေးစိတ်လေးလောက်ထားပေးတယ်မှန်ကွင်းနဲ့တက်ကခွင်းနေရမှအစားလှပါတယ်ဒီအတွင်းကန်းဆိုလို့ရှိရင်ဒါ original အော်ဈေးတိုင်းပဲရှိသေးတယ်ပေါ့နော်ဆိုတော့ဒီကားလေးက model မြင့်ဖြစ်သွားတဲ့အတွက်ကြောင့်မို့လို့ဒိုင်ကွက်လေးတော့ပြောင်းသွားတယ်ဒိုင်ကွက်ဆိုလို့ရှိရင်ဒါနှစ်ထပ်ဒိုင်ကွက်တွေဖြစ်သွားမယ်ပြီးလို့ရှိရင်မီးကျိတ်နေလည်းပါသွားမယ်နော်ဒါကတော့ model 2008ပေါ့နော် model 2008ဖြစ်တဲ့အတွက်ကြောင့်မလို့ဒါပြောင်းလဲသွားတဲ့ function လေးတွေပေါ့ဆိုတော့ကျတော့ဒီကားလေးမှာဒီတကားကြားတွေဆိုလို့ရှိရင်လှပါတယ်နော်တကားကြားတွေမှာဆိုရင် original found line လေး original ချိတ်လေးတွေဆိုရင်လုံးဝလှတယ်ပေါ့နော်ဒါညီမတကားကြားတွေလည်းပြပေးတာပြီးတော့ဒီကားလေးကအောက်ပိုင်းလေးလည်းပြပေးမယ်အဆွေးများတက်တဲ့နေရာတွေခြေနှင်းတွေပေါ့နော်ရေစင်းရေထိတက်တဲ့နေရာတွေပေါ့နော်အဲ့လိုမျိုးနေရာတွေမှာတော့မှပဲအဆွေးမရှိဘူးဒီမှာတေချာလေးပြပေးမယ်အောက်ကျန်းကလေးပါလမ်းပြပေးမယ်ဒီနေရာတွေဆိုလို့ရှိရင်ဒါအဆွေးများတက်တဲ့နေရာတွေအစင်းအတက်ပေါ့နော်ကိုအစင်းအတက်လုပ်တဲ့နေရာတွေမှာဆိုလို့ရှိရင်တော့မှပဲဒါတန်ကြီးမရှိဘူးအဆွေးအနာတန်ကြီးကင်းတယ်ဒီမှာတွေဆိုလို့ရှိရင်ဒါဂျပန်ကလာတဲ့ original တိုင်းပဲရှိသေးတယ်ပေါ့နော်ဆိုရင် original ချိတ်တွေ original found line တွေလုံးဝမိုက်တယ်ဆိုတော့ဒါအောက်ကျန်းကင်းလေးကိုဒီဘက်အောက်ကျန်းကင်းလေးကိုညီမတေချာပြပေးတာပါဒီနေရာတွေဆိုလို့ရှိရင်ဒါအဆွေးများတက်တဲ့နေရာတွေပေါ့ဒီမှာဆိုလို့ရှိရင်ဒါ original found line လေးတွေရှိရဲဒါတွေ့ဂျပန်ကလာတဲ့ original အတိုင်းပဲရှိသေးတယ်ကားလေးတော်တော်မိုက်ပါတယ်ဆိုတော့ဒါညီမဒီဘက်အောက်ကျန်းကင်းလေးကိုပြပေးတာဖြစ်ပါတယ်ဆိုတော့ညီမဟိုဘက်ကလည်းပြပေးအောင်မယ်ဟိုဘက်ကအောက်ကျန်းကင်းလေးကိုလည်းလိုက်ပြပေးမယ်နော်ဆိုတော့ဒီဘက်ကကျန်းကင်းလေးကိုလည်းညီမတို့ကြည့်ပါမယ်เนาะဒီဘက်အောက်ကျန်းကင်းဆိုလို့ရှိရင်လည်းအဆွေးအနာတန်ကြီးကင်းပါတယ်เนาะဒီဘက်မှာဆိုရင်ဟိုဘက်က right ပေါ့နော်ဒီဘက်က left ဒီမှာစာတန်းလေးတွေပါလုံးဝမြင်နေရတယ်ဒီမှာဆိုရင် original ချိတ်တွေဟိုးကြားလေးတွေအထိပြပေးမယ်เนาะဆိုတော့ကားကအယိုးအစ်စ်အတိုက်ခတ်အားလုံးရှင်းနေဆိုတော့ကျတော့ဒီမှာဟိုးအောက်ကြားလေးတွေအထိပြပေးပါတယ်ဆိုတော့ဒါ original found line လေးတွေဒီမှာဆိုဒါ original ချိတ်လေးတွေဒီမှာလုံးဝအတင်းသားမြင်နေရမယ့်ကားလေးတစ်စီးဖြစ်ပါတယ်ဒီကားလေးတော်တော်မိုက်တယ် model ကလည်းမြင့်တယ်နော်အဆွေးအနာတန်ကြီးလည်းကင်းတယ်ပေါ့နော်ဆိုတော့ဒါတော့ညီမဒီအတွင်းကန်းလေးတွေကိုပြပေးတာဖြစ်ပါတယ်ပြီးလို့ရှိရင်ဒီမှာရှိသေးတယ်ဒီကြားလေးတွေပြပေးအောင်ဒီမှာဆိုလို့ရှိရင်ဒါ original ချိတ်လေးတွေဒီမှာဒီ original ချိတ်လေးတွေ original found line လေးတွေဆိုလို့ရှိရင်ဒါသူ့ရဲ့ဂျပန်ကလာတဲ့ original အတိုင်းပဲရှိနေသေးတဲ့ကားလေးတစ်စီးဖြစ်ပါတယ်ဒီမှန်ခွင်တွေတကခွင်တွေဆိုလို့ရှိရင်ဖြတ်ထားတာဆက်ထားတာမရှိဘူးကားနဲ့ပတ်သက်ပြီးအတိုက်ခိုက်ရှင်းတယ်เนาะအတိုက်ခိုက်ရှင်းတဲ့ကားလေးတစ်စီးဖြစ်ပါတယ်ဆိုတော့ဒါတော့ညီမဒီကားလေးကိုအတွင်းကန်းလေးပြပေးတာပါထိုင်ကုန်တွေဆိုလို့ရှိရင်လည်းဒါထိုင်ကုန်နဲ့ဒါသူ့ original ထိုင်ကုန်လေးတွေဖြစ်ပါတယ်ဆိုတော့ဒီကားလေးကိုညီမရှေ့လျှော့ပါအောင်လေးတွေလည်းပြပေးမယ်နော်အရှေ့လျှော့ပါအောင်နေဆိုလို့ရှိရင်ညီမကြည့်ရှေ့လျှော့ပါအောင်နေဆိုလို့ရှိရင်လည်းဆေးပြန်ဝင်ထားတာမရှိဘူးလုံးဝပြီးလို့ရှိရင်ညီမပြပေးမယ်ဟိုးဂျားလေးတွေအထိပြပေးအောင်မယ်ဒီဟိုးကဂျားလေးတွေလည်းဆိုလို့ရှိရင်ကားကအတိုက်ခိုက်ရှိရဆိုလို့ရှိရင်အဲ့နေရာလေးတွေကတွတ်နေတာလေးတွေရှိမယ်ကျေနေတာလေးတွေရှိမယ်ဟိုမှာစာတန်းလေးတွေကမှအစာမြင်နေရသေးတယ်ပေါ့နော်ကားနဲ့ပတ်သက်ပြီးအတိုက်ခိုက်ရှင်းနေ
နော်ဒါရှေ့လျှော်ပါအောင်တွေကိုလည်းညီမတေချာလေးပြပေးတာဖြစ်ပါတယ်ဆိုတော့ကြတော့ညီမတို့အောက်ပိုင်း frame လေးကိုလိုက်ကြည့်မယ်နော်ကဲအောက်ပိုင်း frame တွေကတော့ကြည့်လိုက်မယ် frame တွေဆိုလို့ရှိရင်ဒါ frame နှစ်ချောင်းလုံးဒီဒါဂျပန်ကလာတော့ original အတိုင်းပဲရှိသေးတယ်ဒီမှာဆိုလို့ရှိရင် original ပြုတ်တွေရှိမယ်ဟိုမှာ original ချိတ်တွေရှိမယ်လုံးဝမိုက်တယ်ဒီ frame နှစ်ချောင်းလုံးကဆေးပြန်ဝင်ထားတာလည်းမရှိဘူးဖြတ်ထားတာဆက်ထားတာလည်းမရှိဘူးဒါ original အတိုင်းပဲရှိနေသေးတယ်ကားလေးဖြစ်ပါတယ်ဒါအောက်ပိုင်း frame လေးကိုလည်းညီမတေချာပြပေးတာဆိုတော့ဒီမှာတာယာတွေဆိုလို့ရှိရင်လည်းတာယာရှေ့တာယာအနောက်တာယာလေးလုံးစလုံးပန်းအားညီတယ်ပေါ့နော်တာယာလေးလုံးစလုံးပန်းအားညီတယ်ဒါကားနဲ့ပတ်သက်ပြီးတော့ဘာမှထပ်လုံးစရာမလိုဘူးဘာပစ္စည်းမှလည်းထပ်ထည့်စရာမလိုတခါရဲ့လက်တင်သုံးလို့ရမယ်ကားလေးဖြစ်ပါတယ်ဆိုတော့ဒီအနောက်မှာဆိုလို့ရှိရင်လည်းဒီကားလေးကစတီးအမိုးကိုင်းစတီးချေနေအားလုံးအစုံပါပြီးသားဖြစ်ပါတယ်အမိုးကိုင်းရှင်နေဖို့ထပ်ပြီးတော့ကုန်စခန်းစရာမလိုပါဘူးနောက်စတီးအမိုးကိုင်းရှင်နေထည့်ထားပေးပါတယ်ပြီးတော့အနောက်ကျန်းကင်းလေးကိုပြပေးအောင်မယ်အနောက်ကျန်းကင်းဆိုရင်ဆေးချောတယ်အနောက်ကျန်းကင်းဆိုဆေးချောတယ်ဖုံတုပ်ပြီးတော့မှပဲထမင်းထိုင်စားလို့ရတယ်အဲ့လောက်ထိအောင်ပြောလို့ရတယ်ပေါ့နော်ဆိုတော့ဒါအနောက်ကျန်းကင်းဆိုလို့ရှိရင်လည်းဆေးချောပါတယ်ဆိုတော့ဒါကားလေးတော်တော်မိုက်လို့ပို့လို့ညီမတေချာလေးလိုက်ပြီးတော့ပြပေးတာပါဆိုတော့ကျတော့ညီမတို့ဒီဘက်က frame ကိုလည်းကြည့်မယ်အောက်ပိုင်း frame ကိုဒီဘက်ကလည်းကြည့်မယ်နော်ဒီဘက်ကအောက်ပိုင်း frame လေးကိုလည်းညီမပြပေးပါမယ်ဆိုတော့ဒီဘက် frame လေးဆိုလို့ရှိရင်လည်း frame တစ်ချောင်းလုံးဒီ orzay ရှိနေတဲ့အပြင်ကိုမှဖြတ်ထားတာဆက်ထားတာမရှိဘူးနော်ဆိုတော့အောက်ပိုင်း frame လေးတွေကမှစာလုံးဝလှတယ်နော် frame တစ်ချောင်းလုံးကိုညီမတေချာလေးပြပေးပါတယ်ဒီမှာဆိုရင်ဒါ original ပြုတ်လေးတွေရှိမယ်ဒီမှာဆိုရင် original ချိတ်လေးတွေဟိုဘက်မှာဆိုရင် original spot လေးတွေဆိုလို့ရှိရင်လုံးဝအထင်းသားမြင်နေရတယ်ပေါ့နော်ဒီမှာညီမပြပေးမယ်ဒီမှာ original spot လေးတွေရှိရယ်နော် frame တွေဆိုလို့ရှိရင်အယိုးစစ်အတိုက်ခိုက်အားလုံးရှင်းတဲ့ကားလေးတစ်စီးဖြစ်ပါတယ်ပြီးတော့ညီမပြပေးဦးမယ်ဒီမှာဒီရေကသဲကလေးတွေဒါလေးတွေဆိုလို့ရှိရင်ဒီမှာ original ပြုတ်လေးတွေပေါ့နော်ဒါသူ့ရဲ့ဂျပန်ကလာတဲ့ original အတိုင်းပဲရှိနေသေးတဲ့ကားလေးတစ်စီးဖြစ်ပါတယ်ဟိုအောက်ကသဲကလေးဆိုလို့ရှိရင်ဒါဂျပန်ကလာတဲ့ original အတိုင်းပဲပစ္စည်းကောင်းလေးပေါ့နော်ဒါလေးဆိုလို့ရှိရင်လုံးဝမိုက်တယ်ဆိုတော့ဒီဘက်ကတာယာတွေဆိုလို့ရှိရင်လည်းတာယာရှေ့တာယာရောနောက်တာယာရောတာယာလေးလုံးစလုံးပန်းအားညီတဲ့ကားလေးတစ်စီးဖြစ်ပါတယ်နော်အောက်ပိုင်းနေရောအောက်ပိုင်း engine gear ဘောက်ကမှစလုံးဝဘာမှထပ်ပြီးတော့ပြုပြင်လုံးစရာမလိုဘဲနဲ့လက်တင်အသုံးပြုလို့ရမယ်ကားလေးတစ်စီးဖြစ်ပါတယ်ဆိုတော့ဒီဘက်က shop ဘောက်အောင်လေးကိုလည်းညီမလိုက်ပြပေးပါမယ်ဒီဘက် shop ဘောက်အောင်လေးဆိုလို့ရှိရင်လည်းလှတယ်เนาะ shop ဘောက်အောင်နှစ်ဖက်လုံးလှတယ်ဒီဘက် shop ဘောက်အောင်ဆိုလို့ရှိရင်လည်းစေးပြန်ဝင်ထားတာမရှိဘူးစေးပြန်လှုပ်ထားတာမရှိဘူးပေါ့เนาะဆိုတော့ရှေ့ shop ဘောက်အောင်နေရာမှာအစားလှတယ်ပြီးတော့ဟိုကြားလေးတွေတဲပါညီမပြပေးပါမယ်ဟိုဘက်ကြားလေးတွေဆိုလို့ရှိရင်ဒါအတိုက်ခိုက်ရှင်းတယ်ဒီအရှိကနေထိထားတယ်ဆိုလို့ရှိရင်တော့မှဒီနေရာတွေကတွတ်နေတာကျင်းနေတာရှိမယ်ပေါ့เนาะဒီကားလေးကတော့အတိုက်ခိုက်လည်းရှင်းတယ်เนาะဆိုတော့ကြတော့ညီမဒီအောက်ပိုင်းတေချာလေးတွေပါလိုက်ပြီးတော့ပြပေးတယ်ပေါ့เนาะကားနဲ့ပတ်သက်ပြီးတော့အတိုက်ခိုက်ရှိမှအယိုးအစစ်အဆွေးအနာတန်ရေးရှိမှလုံးဝဥမာစိတ်ပူစရာမလိုတဲ့ကားလေးတစ်စီးဖြစ်ပါတယ်ဈေးတန်းအရဆိုလို့ရှိရင်လည်းဈေးအရန်တန်လေးနဲ့ရောင်းပေးမဲ့ကားလေးတစ်စီးဖြစ်ပါတယ်ဆိုတော့ဒီကားလေးကိုညီမ model လေးကိုတစ်ခေါက်ပြန်ပြောပေးမယ်ဒီကားလေးက Suzuki လေးကိုမှ model က2008 model AC power အစုံ 4-wheel pattern ကိုမှရန်ကုန်လိုင်းဆင်းနဲ့လာတဲ့ကားလေးဖြစ်ပါတယ်ညီမတို့ဒီကားလေးကိုရောင်းပေးမဲ့ဈေးလေးကတော့338သိန်းကိုညီမတို့ညှိနှိုင်းဈေးလေးနဲ့ရောင်းပေးမှာဖြစ်ပါတယ်ဒီကားလေးကိုအရေးကြဝယ်ခြင်းတဲ့သူတွေရတယ်ငွေချင်းဝယ်ခြင်းရတယ်ငွေချမ်းဝယ်ခြင်းတဲ့သူတွေအတွက်ရတယ်ကြိုက်တယ်လို့ကိုကဝယ်ယူအားပေးလို့ရပါတယ်ဆိုတော့ဒီကားလေးကိုလာကြည့်ခြင်းနဲ့ဆိုလို့ရှိရင်တော့39ခွန်ခွန်11ခွန်655လေးကိုဆက်ပြီးတော့မှမြောက်တကုံ34ရက်ကွာအုတ်ချိုရည်မူရောအနီးမှာကားလေးကိုလာကြည့်လို့ရပါတယ်ဒီကားလေးကိုလာကြည့်နေနောက်ထပ် delivery auto လေးပါထပ်ပြီးတော့ကြည့်လို့ရပါအောင်မယ်ကားလေးလည်းထပ်ရောက်ဖို့ရှိပါတယ်ရှင်ဆိုတော့ညီမဗီဒီယိုလေးကိုအဆုံးထိကြည့်ပေးတဲ့တယောက်ချင်းစီတိုင်းကိုကျေးဇူးတင်ပါတယ်နောက်ထပ်လည်းကားလေးတွေထပ်ပြီးတော့တင်ပေးဦးမှာဖြစ်တဲ့အတွက်ကြောင့်မလို့ညီမတို့ရဲ့ Facebook page လေးတွေ YouTube channel လေးတွေကို like and subscribe လေးလုပ်ခဲ့ပေးပါဦးရှင်အားလုံးကိုကျေးဇူးတင်ပါတယ်အားလုံးပဲတတ်တာပါ